မင်္ဂလာပါခင်ဗျာခွဲစိတ်ခန်းဝင်ဖို့ပြင်ဆင်နေချိန်မှာဒီညွှန်ကြားချက်ကိုကြားဘူးကြမှာပါခွဲစိတ်မှုမလုပ်ခင်သတ်မှတ်ထားတဲ့အချိန်တွင်ဘာမှမစားရမတောက်ရ nothing for all တဲ့ဒါဟာဘာကြောင့်မေးဆေးဆရာဝန်တွေရဲ့အဓိကလုံခြုံရေးစည်းမျဉ်းဖြစ်နေရတာလဲအဓိကအကြောင်းရင်းကတော့အဆုတ်ထဲအစာဝင်ခြင်း pulmonary respiration ဆိုတဲ့အသက်အန္တရာယ်ရှိတဲ့နောက်ဆက်တွဲဆိုးကျိုးကိုကာကွယ်ဖို့ပါခွဲစိတ်မှုအများစုမှာ general anesthesia ပေးရပါတယ်မေ့ဆေးရဲ့တက်ရောက်မှုအောက်မှာလူနာဟာလုံးဝသတိလစ်သွားတယ်လို့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ပုံမှန်ကာကွယ်တုံ့ပြန်မှု reflexes တွေဖြစ်တဲ့ချောင်းဆိုးတာအစာမျိုးချတာနဲ့အန်နာတွေရပ်တန့်သွားပါတယ်လူနာရဲ့အစာအိမ်ထဲမှာအစာတို့အရည်တွေရှိနေမယ်ဆိုရင်မေ့ဆေးကြောင့်အစာအိမ်ရဲ့အဆိုရှင် sphincter တွေလည်းလျော့ရဲလာပြီးအဲ့ဒီအစာနဲ့ acid တွေဟာလေချောင်းစီကိုအလွယ်တကူပြန်တက်လာနိုင်ပါတယ်။ကာကွယ်တုံ့ပြန်မှုမရှိတော့တဲ့အတွက်ဒီအရာတွေဟာမတော်တဆလေပြွန်ကနေတဆင့်အဆုတ် lungs ထဲကိုဝင်ရောက်သွားနိုင်ပါတယ်။ဒါကိုပဲ aspiration လို့ခေါ်တာပါ။အဆုတ်ထဲကို acid တွေရောက်သွားရင်ဘာဖြစ်မလဲ။ဒါဟာပြင်းထန်တဲ့အဆုတ်ရောင်ခြင်း aspiration pneumonia ကိုဖြစ်စေပြီးလူနာအတွက်အသက်အန္တရာယ်အလွန်ကြီးမားတဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်ပါတယ်။ဒါကြောင့်မေ့ဆေးပညာရှင်တွေဟာခွဲစိတ်မှုမလုပ်ခင်အစာမှဆိုရင်6နာရီမှ8နာရီရေကြီးဆိုရင်တောင်2နာရီထိအစာဖြတ်ခိုင်းပြီးအစာအိမ်ကိုလုံးဝရှင်းလင်းစေဖို့ကြိုးပမ်းရတာပါ။မိကုံးချုပ်ရရင်အစာဖြတ်ခိုင်းတာဟာလူနာကိုဒုက္ခပေးခြင်းလို့မဟုတ်ပါဘူး။ဒါဟာတင့်ရဲ့ခွဲစိတ်မှုဟာအန္တရာယ်ကင်းနဲ့အောင်မြင်စေဖို့အတွက်မေ့ဆေးဆရာဝန်များရဲ့အရေးကြီးဆုံးလုံခြုံရေးကြိုတင်ကာကွယ်မှုပါပဲ။ဒါကြောင့်ခွဲစိတ်မှုမတိုင်ခင်ပေးထားတဲ့ညွှန်ကြားချက်တိုင်းကိုတိတိကျကျလိုက်နာပါလို့တိုက်တွန်းပါတယ်။နောက်ဗီဒီယိုတွေမှာလည်းမေ့ဆေးထုံဆေးပေးခြင်းရဲ့အကျိုးအပြစ်တွေကိုဗဟုသုတအနေနဲ့မျှဝေပေးသွားမှာဖြစ်လို့ like follow နဲ့ subscribe လုပ်ပေးကြပါဦး။သိချင်တာနဲ့အတွေ့အကြုံမျှဝေချင်တာရှိရင်လည်း comment ချန်ထားခဲ့လို့ရပါတယ်ဗျ။